put ထားသည်ထဲသည်ဥပမာ she puts the phone on the table သူမဟာဖုန်းကိုစားပွဲပေါ်မှာထားတယ် did you put sugar in the coffee မင်းကော်ဖီထဲကိုတကြားထည့်ခဲ့သလား keep သိမ်းထားသည်ထိန်းထားသည်ပြုပြင်ထိန်းသိမ်းထားသည်ဥပမာ I keep all her letters ကျွန်တော်သူမရဲ့စာတွေကိုသိမ်းထားတယ် she keeps the garden carefully သူမဥယျာဉ်ကိုဂရုစိုက်စွာပြုပြင်ထိန်းသိမ်းထားတယ် can you keep the secret မင်းလျှို့ဝှက်ချက်ကိုထိန်းထားနိုင်မလားမှတ်ချက်အနေနဲ့ put ထားသည်ဆိုတဲ့အဓိပ္ပာယ်လေးနဲ့ keep သိမ်းထားသည်ဆိုတဲ့အဓိပ္ပာယ်လေးကိုရှင်းပြခြင်းပါတယ် put ထားသည်ဆိုတဲ့အဓိပ္ပာယ်လေးကတော့ပစ္စည်းတစ်ခုကိုလုံခြုံခြင်းနဲ့စိတ်နဲ့မဟုတ်ဘဲနဲ့တနေရာရာမှာနေရာချတဲ့သဘောနဲ့ထားလိုက်တာကိုပြောချင်တာပါ keep သိမ်းထားသည်ဆိုတဲ့အဓိပ္ပာယ်လေးကတော့ပစ္စည်းတစ်ခုကိုလုံခြုံခြင်းနဲ့စိတ်နဲ့မပြောင်းမရှအောင်ထိန်းသိမ်းနဲ့ဂရုတစိုက်တနေရာရာမှာထားလိုက်တာကိုပြောချင်တာပါ